မင်းတို့အခုတော့ဗာတက်နိုင်တယ်ကွာမကြခင်မှာလည်းမင်းတို့ကောင်းဆောင်မင်းတို့နောက်ကိုလိုက်လာလိမ့်မယ်အချိန်နဲ့အမျှ Nova ရဲ့အသက်အန္တရာယ်ကလည်းစိုးရိမ်ရတာကြောင့်သူတို့ကနည်းနည်းမှမနာပဲနဲ့ရှေ့ကိုခရီးဆက်ခဲ့ကြပါတယ်မကြခင်မှာပဲမြူကိုတွေအထက်ထက်ဆိုင်နေတဲ့တောတောင်ရှိုးမြောင်တွေကိုသူတို့စတင်ဖြတ်သန်းကြရတော့တယ်နေအောင်ကြီးနုနုကတိတ်ရွက်စိမ့်တွေကြားကနေဖြာနေပေမဲ့ဘဝင်းကျင်ကတိတ်ဆိတ်လုံးပြီးကြောချမ်းစရာအရင်ကောင်းလာပါတယ်နောက်ဆုံးတော့ The Shadow အဖွဲ့ရဲ့နေရာကိုရောက်ရှိခဲ့ပါပြီသူတို့အထဲကိုခြေချလိုက်တာနဲ့တပြိုင်နက်အမှောင်ထဲကလက်နက်ကိုစီကန်ဆောင်ထားတဲ့အဖွဲ့သားအချို့ကထွက်လာကြပါတယ်ဒါပေမဲ့ရှေ့ဆုံးကဝင်လာတဲ့လီယိုရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာအားလုံးကတန်တရားတွေအေးပြောသားပြီးဝမ်းသာအားရအတန်တွေထွက်ပေါ်လာခဲ့ပါတော့တယ်ငါတို့ကိုကြိုးဆိုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါတို့မှာအောင်ပွဲခံမှုချိန်မရှိဘူးငါတို့ရဲ့အဖွဲ့ဝင် Nova ကိုအာနာရှင်တွေဘက်ကဖမ်းသွားပြီဒီလိုနဲ့သူတို့အဖွဲ့နှစ်ဖွဲ့ပေါင်းမိပြီး Nova ကိုသွားခဲ့ဖို့အများဆုံးအစီအစဉ်ချမှတ်ပါတော့တယ်စိတ်ချပါအကိုဒန်နီယယ်ရဲ့ပြစ်မဲ့ကငါပဲငါ့ကိုမတွေ့မချင်း သူ Nova ကိုဘာမှလုပ်မှာမဟုတ်ဘူးဒါပေမဲ့ तू ကစိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိမ့်ဆက်ရတာကိုသဘောကျတဲ့ကောင်ကွာငါတို့နှောင့်နှင်းနေလို့တော့မရဘူးမြင်မြတ်သွားမှရမယ်